Hello အားလုံးပဲမင်္ဂလာပါဒီလီတို့ဆိုဒီဘက်နေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့လီယိုကနိုင်ငံကနေလန်ဒန်ပြန်มาဖြစ်ပါတယ်ပထမဆုံးလီယိုတို့ဒါထုတ်တည်နေအောက်မှာကားဆောင်နေရပါတော့ကားရတဲ့ခါကျတော့ဒါလီယိုတို့ဒူဝနာဘူမီလေးစိတ်ကိုတွားနေရဖြစ်ပါတယ်ဒါဒူဝနာဘူမီလေးစိတ်ကိုရောက်ပြီးရဲ့ခါကျတော့လီယိုချက်ရင်ဝင်ပြီးရဲ့ခါကျတော့ဒါ Barrel Fan တွေတွားနေကြတာပေါ့နော်Barrel Fan မှာလီယိုပေါ့နော်အကြာကြီးတော့မဆောင်ရဘူးပေါ့နော်လူကလည်းနည်းနည်းရှင်းတဲ့အချိန်နေ့လည်စာစားတဲ့အချိန်ဖြစ်နေတဲ့ခါကျတော့အဲ့ဒါ Barrel Fan တွေပြင်ဆင်ပြီးတော့အနားထိုင်ကုန်လို့လီမာလီကိုထိုင်နေရပါတော့ဒီရဲ့ခါကျတော့ဒီပစ္စည်းတွေလည်းအမြဲတမ်းအဲ့လီကလေရင်ခွင်းစင်တိုင်းပေါ့နော်ကြရက်ထားရတယ်ဆိုတော့ပစ္စည်းပြန်ထဲနောက်ဆုံးကျနိုင်ဝက်လောက်ပဲထိုင်လိုက်ရပါတော့အဲ့နဲ့လီကိုကဲဝင်တော့မယ်ဆိုပြီးရဲ့ခါကျတော့လီကိုဝင်ဖို့လာခဲ့တာဖြစ်ပါတယ်နောက်ဆုံးတော့ချက်ဆန်နေတာဖက်နေပြီးနှုတ်ဆက်နေကြဖြစ်ပါတယ်ပြီးရဲ့ခါကျတော့ဒါလီကိုပေါ့တက်ခဲလိုက်တော့တယ်ပေါ့နော်တကယ်တမ်းတော့ဒီကအဲ့ဟာလေးဝင်လာတယ်နောက်ကျနေပြီပေါ့နော်နောက်ကျနေပြီ immigration ဖြတ်ဒီပစ္စည်းစစ်တာနဲ့ဗာနဲ့ဆိုဒီကိုအတွင်းထဲရောက်တော့လေဒီပတ်စံ barrel fan ပြန်ရဖို့ရအောင်လေတော်တော်ကြီးတန်းစီတယ်ပြီးတော့ပေါ့နော်စောင့်လိုက်ရတယ်မီးတော့မမီတော့လို့ထင်တာပေါ့နော်ဂိတ်ကလည်းဖွင့်နေပြီဆိုတဲ့အခါကျတော့ရှာရတာနဲ့တော်တော်ရှောက်လိုက်ရတာနဲ့ကိုလူလည်းတော်တော်မောသွားရပေါ့နော်နောက်ဆုံးတော့ AD3 ဂိတ်ရောက်တဲ့အခါကျတော့လေပေါ့နော်လီကို10မိနစ်လောက်ပဲထိုင်လိုက်ရတော့တာပေါ့နော်ခဏလောက်နေတော့လီကိုပေါ့တန်တဲ့ရပါတယ်သူတို့ boring ကလည်းပေါ့နော်45မိနစ်လောက်ဂျူပြီးတော့စတာဆွဲခါကျော်လေရင်ပေါ်မှာထိုင်တာနဲ့နေရယူတာနဲ့ဗာနဲ့ဆွဲခါကြတော့ပေါ့နော်သူတို့လေရင်ကနည်းနည်းလေး10မိနစ်လောက်လာမသိသူတို့နောက်ကျသွားတယ်ဘာကြောင့်မလို့လဲမသိဘူးပေါ့နော်ဒါပေမဲ့လေပေါ်မှာသူတို့နည်းနည်းလေးပုံမောင်းနေတယ်နဲ့အဲ့ဒါဆွဲခါကြတော့ရောက်တဲ့အချိန်ကတော့ပုံမှန်ချိန်ပဲရောက်သွားတယ်ပေါ့နော်ဒါလီကိုလေရင်ပေါ်ရောက်နေပါပြီလေရင်တက်ပြီးတော့သူတို့ဒါမုံကျွေးတယ်ပေါ့နော်နေ့လည်စာပေါ့နော်ထမင်းကျွေးရပါဒါပေမဲ့ထမင်းကအရန်ကြီးတော့မကောင်းစင်ကာပူအဲလိုင်းရဲ့အစားအစာတွေလူသိမ့်မကြိုက်ဘူးပေါ့နော်အဲ့လိုမျိုးထမင်းကအဲ့လိုပစုံကြောက်ကြော်နဲ့ထမင်းနဲ့စက်သားနဲ့လာမသိဘူးအဲ့လိုမျိုးပြီးတော့လဲစားပြီးတော့တိတ်မကြဘူးပေါ့နော်စင်ကာပူကတနင်္ဂနွေခွဲလောက်ပဲလေရင်စီးရတာဆိုတော့စားပြီးရဲ့အချိန်ကျတော့စင်ကာပူကရောက်ပြီးပေါ့နော်အမှလန်တဲ့ဖြစ်သွားပါပြီဒါပေမဲ့စင်ကာပူအချိန်နဲ့ကကြော်လီယိုက4နာရီ5နာရီဝန်းကျင်လောက်လာမသိရောက်တာပေါ့နော်ဒါပေမဲ့လီယိုကဒီ layover လဲ9နာရီလောက်နေရမှာရဲဆိုတဲ့အခါကျတော့ဈေးဝယ်မှာနဲ့ရဲဆိုတော့ကွက်တီဖြစ်တာပေါ့နော်အချိန်ကကြော်လီယိုကဒီ American Express ရဲ့priority ဟိုကလည်းရှိရဲ့ခါကြတော့ပေါ့နော် launch မှာလည်း3နာရီတွားနေမယ်ပေါ့နော်အဲ့လိုမျိုးလေးချိန်ထားတာဆိုတော့ရောက်ပြီးရဲ့ခါကြတော့တာမီနယ်ကိုအရင်ကူးနေရပေါ့နော်လီယိုဈေးဝယ်နေကြတာမီနယ်ကိုတွားနေရဖြစ်ပါတယ်ဒါလီယိုကတာမီနယ်2ကိုရောက်ပါပြီတာမီနယ်2မှာတော့ပေါ့နော်လီယိုကအမြဲတမ်းဝယ်နေကြဒီကောင်တာရှိနေတဲ့ခါကျသူတို့နဲ့ကလည်းတီးတော့ဒီ Chanel တို့ Dior တို့တချို့ UK မှာမရှိတဲ့ဟာတွေကိုလီယိုကဒီစင်ကာပူ airport ကနေဝယ်ပြီးမှပြန်ပို့လိုက်တာပေါ့နော်အဲ့ဒါဆိုတဲ့အခါကျတော့သူတို့ရှိမှဈေးဝယ်လို့လည်းကောင်းတယ်ပေါ့နော်ဒီ test တွေပါလည်းမပါဘူးဆိုတဲ့အခါကျတော့ MACC ဈေးဝယ်ပြီးမှlaunch ကိုတွားမှာပေါ့နော်ဒါဝယ်ပြီးတော့လီက launch ကိုတွားနေပါပြီဒီက launch တွေကလည်းတကယ်တမ်းကျတော့ပတ်စံပေးပြီးတော့နေရတဲ့ launch တွေဆိုတဲ့အခါကျတော့အရင်တော့နေလို့မကောင်းပေါ့နော်ဒါပေမဲ့ပုံမှန်အပြင်မှာထိုင်နေရတဲ့ဆန်တော့မဆိုးပါဘူးဘာကြောင့်လဲစားစရာလေးတွေဒီတောက်စရာလေးတွေတွိုင်းလဲတွားတာရေချိုးတာဘာညာအကုန်လုံးလို့ရတယ်ဆိုတော့မဆိုးပေါ့နော်အမှထမင်းလေးတွေပါလေးအစုံချပေးထားတဲ့ yogurt တို့ဘာတို့ကုန်ပေါ့နော်ဒီတောက်တာတွေရောဘာတွေရောအကုန်လုံးအမှရတယ်ဆိုတော့မဆိုးတော့မဆိုးပါဘူးလီကိုအမှ3နာရီလောက်တော့ထိုင်လိုက်တယ်ပေါ့နော်ညနေပိုင်းညစာလေးစားပြီးတော့နောက်ဆုံးတော့အမှထွက်ခဲ့လိုက်ပါတယ်ဒါကတော့ပေါ့နော်လီယိုဂိတ်ကိုရောက်ပါပြီဂိတ်ကကြတော့ပေါ့နော်လီယိုတို့လေရင်က A380 ဆိုကြီးရဲ့ခါကျတော့သူတို့အရန်ကျဲတဲ့နေရာမှာဂိတ်ကလောက်တာပေါ့နော်အမှလည်း10မိနစ်လောက်ပဲခဏထိုင်နေပြီးရဲ့ခါကျတော့လီယိုတို့အပေါ်တက်ရတယ်ပေါ့နော်ဒါကတော့ညဟိုလောက်ဖြစ်သွားပြီပေါ့နော်9နာရီလားမသိဝင်းကျင်လောက်တော့ဖြစ်သွားပြီအဲ့ဒါလီရင်ပေါ်လီယိုစတက်ပါပြီလီရင်ကကြတော့ပေါ့နော်လီယိုတို့ကဒီဟိုပေါ့နော် business class တို့ first class တို့တက်ပြီးတော့အနောက်ကလူတွေအရင်တက်ရတာပေါ့နော်လီယိုကကြောင့်နည်းနည်းအရှိပိုင်းကြားတဲ့ခါကျတော့လီယိုကနောက်ဆုံးမှတက်ရလို့ဖြစ်သွားပြီးတော့အဲ့ဒါပြီးတော့10မိနစ်လောက်ထိုင်ပြီးတော့လီရင်ကလည်းစပြီးတော့ပြေးလန့်အောင်တက်နေပါပြီအဲ့ဒါဆိုအပေါ်မှာအကြာကြီးမထိုင်ရဘူးပေါ့
ပေါ့နော်အဲ့ဒါပြီးတော့ဒီလီယိုတို့ကညစာစားရပါတယ်ညစာတော့အဲ့လိုပါစတာကျွေးတာပေါ့နော်လီယိုစင်ကာပူအဲလိုင်းကအစားအစာတွေလုံးဝမကြိုက်ဘူးအဲ့ဒါပြီးတော့တွိုင်းလက်သွားရတယ်တွိုင်းလက်ကလည်းအများဘေးရထားလုံးထားရတယ်ပြီးတော့ဟိုပေါ့နော်အိတ်တယ်ပြီးတော့ဒီမနေ့စာကျွေးတယ်ပေါ့နော်အဲ့ဒါမနေ့စာကျွေးပြီးတော့ဒီလိုလို12နာရီကျော်လောက်ဒါလေးရင်စီးပြီးတော့မနေ့ရောက်ပြီး UK ချိန်မနေ့6နာရီလောက်လီယိုတို့ကရောက်တာပေါ့နော်အဲ့ဒါဆိုတဲ့အခါကျတော့ဒါလေးရင်စီးမှုပြင်းနေပါပြီလီယိုတို့ကပေါ့နော်ဒီလေးလန်တက်ဖြစ်ပြီးသွားတဲ့အခါကျတော့လည်းမနေ့ကတော်တော်ကြီး sorry ရဆိုတဲ့အခါကျတော့လေးရင်နေအများကြီးမဆိုင်သေးဘူးပေါ့နော်အဲ့တော့ immigration မှာလည်းလူတွေအရင်မများပါဘူးအရန်ကိုအဆင်ပြေရပေါ့နော်မနေ့ကိုလီယိုအဲ့သုံးလုံးနဲ့ဘတ်စကားကလည်းချောင်းချိနေရပဲပေါ့နော်အဲ့ဒါဆိုဘတ်စကားနဲ့ပဲပြန်ခဲ့ပါတယ်ဒီ blog လေးကတော့ဒီလောက်ပါပဲ see you next vlog ပါ bye